စစ်မှန်တဲ့နောင်တဆိုတဲ့အရာကနောက်တစ်ဖက်ငါဘယ်တော့မှပြန်မလုပ်တော့ဘူးဆိုတဲ့အတွေးခေါ်ရှိနေခြင်းကိုစစ်မှန်တဲ့နောင်တလို့ခေါ်တယ်ညီကိုမောင်မများအာမင်ပြန်လုပ်နေဆိုသင်နောင်တမရသေးလို့စစ်မှန်တဲ့နောင်တကယွန်သွားတာအဲ့အလုပ်ကိုလုပ်ဖို့ရန်အတွက်ကြောက်သွားတာတဲ့မှာအားနေချက်ရှိတာဘုရားသခင်သိတယ်မစုံလင်တဲ့အရာဘုရားသခင်သိတယ်ဒါပေမဲ့အဲ့ဒီမစုံလင်ခြင်းတွေထဲမှာဘုရားသခင်ကလေသူ့ထံကိုလှည့်လာစေခြင်းအပြင်တင့်ကိုကူညီပေးခြင်းနဲ့ဘုရားရှင်ဖြစ်တယ်။သင်ရဲ့အသက်တာကိုစုံလင်စေခြင်းနဲ့ဘုရားရှင်ဖြစ်တယ်။အာမင်။ဒါကြောင့်မလို့ဟေပြထိုးပေးစေခြင်းတယ်။ Okay အဲ့တော့ရှုနေမျိုးသူအဘိရှက်ဆိုတဲ့အမျိုးသမီးဖြစ်တယ်။ဒါဝိမင်းကြီးကအရန်အသက်အရွယ်ကြီးလာတဲ့အခါမှာမနှွေးနိုင်တဲ့အရွယ်တဲ့ကျမ်းစာဒီလိုလေးပြောထားတယ်မနှွေးနိုင်တဲ့အရွယ်တဲ့နော်။သိသဘောကျတယ်။တောင်ချုံလဲအဝတ်ချုံလဲမနှွေးနိုင်ဘူးတဲ့။သူအဲ့လိုအခြေအနေရောက်လာတဲ့အခါမှာသူရဲ့မူတော်မတ်တော်အားလုံးကဘာလုပ်လဲဆိုတော့ရှင်ဘရင်အတွက်အလွန်လှတဲ့အပြိုကညာအလွန်တော့ကျမ်းစာကအလွန်ဆိုတကယ်လှလို့ကျမ်းစာအပိုသိမ့်မရေဘူးအလွန်လှတဲ့အပြိုကညာတဲ့တကယ်ကိုလိမ္မာယဉ်ကျေးတဲ့အပြိုကညာကိုဒါဝိမင်းကြီးကိုအပ်တယ်အဲ့တော့ကျမ်းစာထဲမှာဘလို့ဖော်ပြထားတယ်ဆိုလို့ရှိရင်တို့ရာတွင်ရှင်ဘရင်တိမ်တော်မမူသိတဲ့ဘောကြမိမကိစ္စနဲ့ပတ်သက်ပြီးတော့အမျိုးသမီးကိစ္စနဲ့ပတ်သက်ပြီးတော့သွေးသားနဲ့ဆိုင်တဲ့ဖောက်ပြန်ခြင်းနဲ့ပတ်သက်ပြီးတော့နောက်ဆုံးဖြစ်ခဲ့တာဘာသက်ရှိပါပဲနောက်ထပ်တစ်ယောက်သူထပ်မယူတော့အခွင့်အရေးရလဲသူမယူဒီနော်အဲ့တော့ဒါဝိမင်းကြီးရဲ့အားနည်းချက်ကဒီအသွေးသားနဲ့ဆိုင်တဲ့အားနည်းချက်လေအခုနောက်ဘရင်၃ပါးကတော့တယောက်နဲ့တယောက်မတူဘူးပေါ့ပထမဘရင်ကတော့စီးစိမ်ချမ်းသာကြွယ်ဝခြင်းနဲ့ပတ်သက်လိုက်သူအားနည်းသွားပြီအဲ့ချိန်ကျရင်ဘုရားသခင်ကိုပုံကန်ခြင်းပြီးဒုတိယဘရင်ကတော့သူ့အနေနဲ့နော်ဘုရားသခင်မျက်မှောက်တော်ထဲမှာဆက်မနေတတ်တော့ရန်သူတွေနဲ့ပေါင်းဖော်ခြင်းတတိယဘရင်ကတော့ဘုရားရဲ့နှုတ်ကပတ်တော်ကိုလုံးလုံးလဲလဲမသိတာအခုဒါဝိမင်းကြီးကတော့ထူးခြားတယ်သူ့ရဲ့အသက်တာထဲမှာနော်မှားယွင်းခဲ့တဲ့ဒီအသွေးသားနဲ့ဆိုင်တဲ့အရာရှိခဲ့ပေမဲ့လေနောင်တရခြင်းနဲ့ဘုရားသခင်တောင်ပြန်လှည့်တဲ့အခါမှာလောက်ခဲ့ဘူးတဲ့အပြစ်ကိုပြန်မလုပ်ဘူးအဲ့ဒါနောင်တရခြင်းပဲဟမ်မောစစ်မှန်တဲ့နောင်တဆိုတဲ့အရာကနောက်တစ်ဖက်ငါဘယ်တော့မှပြန်မလုပ်တော့ဘူးဆိုတဲ့အတွေးခေါ်ရှိနေခြင်းကိုစစ်မှန်တဲ့နောင်တလို့ခေါ်တယ်ညီကိုမောင်မများအာမင်ပြန်လုပ်နေဆိုသင်နောင်တမရသေးလို့စစ်မှန်တဲ့နောင်တကယွန်သွားတာအဲ့အလုပ်ကိုလုပ်ဖို့ရန်အတွက်ကြောက်သွားတာအဲ့ဒီအရာကိုထိဖို့ရန်အတွက်မစင်ခဲ့သူကတတ်မှတ်လိုက်တာဖြစ်တယ်ဒါဝိမင်းကြီးမထိတော့ဒါဝိမင်းကြီးလက်မခံတော့သူ့အနာမှာအဲ့ဒီအမျိုးသမီးနော်ရှင်ဘရင်ရဲ့နော်မိဖုရားအနေနဲ့လာရောက်ပြီးတော့နာမည်ပေးထားပေမဲ့သူ့မှာထိုအမျိုးသမီးနဲ့နေပိုင်ခွင့်ရှိပေမဲ့သူမနေတော့ဘုရားသခင်ရဲ့ရှိမှာဘုရားသခင်အယံသဘောကျတယ်ဒါဝိမင်းကြီးကသူ့ရဲ့အထဲထဲမှာရှိနေတဲ့ဘုရားသခင်ရဲ့နော်ဘုရားသခင်ပေါ်မှာယုံကြည်တဲ့အရာကိုအသက်တာနဲ့သက်သေပြခဲ့တဲ့သူဖြစ်တယ်အဆုံးသက်အယံလာဒါကြောင့်မလို့ဣသရေလတိုင်းပြည်မှာပြန်လည်ပြီးတော့ကျမတို့နော်မေးကြည့်လိုက်တဲ့အခါတိုင်းမှာဂျူးလူမျိုးတွေအမျော်လင့်ဆုံးသောရှင်ဘုရင်ဟာဒါဝိမင်းကြီးပဲတဲ့ဒါဝိမင်းကြီးနဲ့ပတ်သက်လိုက်သူတို့အမြဲတမ်းဂုဏ်ယူလေးရှိတယ်သင်ဒါဝိမင်းကြီးလိုရှင်ဘုရင်မျိုးမဖြစ်ချင်ဘူးလားသင်မှာအားနည်းချက်ရှိတာဘုရားသခင်သိတယ်မစုံလင်တဲ့အရာဘုရားသခင်သိတယ်ဒါပေမဲ့အဲ့ဒီမစုံလင်ခြင်းတွေထဲမှာဘုရားသခင်ကလေသူ့ထံကိုလှည့်လာစေခြင်းအပြင်တင့်ကိုကူညီပေးခြင်းနဲ့ဘုရားရှင်ဖြစ်တယ်သင်ရဲ့အသက်တာကိုစုံလင်စေခြင်းနဲ့ဘုရားရှင်ဖြစ်တယ်အာမင်ဒါကြောင့်မလို့ဟေပြဩဝါဒစာအခန်းကြီး7နဲ့အခန်းငယ်1ကနေ4ထဲမှာဗာပြောထားဆိုအခုကျမ်းစာထဲမှာရေးထားတဲ့အရာတွေအားလုံးဟာယုံကြည်သူတစ်ယောက်ချင်းစတိုင်းတတိထားဖို့ရန်အတွက်လုံလောက်တဲ့သက်သေတွေပါတဲ့ဘယ်ရာလောက်ရမလဲဘယ်ရာကိုမလုပ်ရဘူးဘုရားသခင်ဘယ်ရာကိုနှစ်သက်လဲဘယ်ရာကိုမနှစ်သက်ဘူးလဲဆိုတဲ့အရာကိုခံယူတတ်ဖို့ရန်အတွက်ပြုပြင်တတ်ဖို့ရန်အတွက်ဘုရားသခင်ပေးထားတဲ့သက်သေတွေဖြစ်ပါတယ်တဲ့ဒီအရာတွေကိုကျမတို့ကတည်တည်ချာချာကြည့်ပြီးတော့မှသူတို့ရဲ့ပုံသက်တွေသူတို့ရဲ့အားနဲ့ချက်တွေအားလုံးကိုကျမတို့ကတည်တည်ချာချာစဉ်းစားပြီးတော့မှငါတို့ရဲ့လမ်းမှာတော့ငါတို့ရဲ့ပြေးလမ်းမှာတော့ထိုကဲ့သို့အားနဲ့ခြင်းတွေမဖြစ်စေရအောင်ဟာလေလုယာထိုကဲ့သို့လဲပြိုခြင်းတွေမဖြစ်စေရအောင်ဟာလေလုယာထိုကဲ့သို့ဆိုးရတဲ့လမ်းတွေကိုမရောက်စေရဘူးယုံကြည်သူများနှုတ်ကပတ်တော်ကိုသင်နေ့တိုင်းမှန်မှန်ဖတ်ပါဘုရားသခင်နဲ့နေ့တိုင်းအချိန်ယူပါသင်ဘယ်တော့မှမလဲစေရအောင်